မင်္ဂလာပါရှင် မင်္ဂလာပါ ဒီနေ့ကိုဝန်ဆောင်နဲ့ပတ်သက်ပြီးတော့သိချင်တဲ့စကားလုံးလေးတွေကိုမိမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါမေးလို့ရပါတယ် ပထမဆုံးအနေနဲ့ကိုဝင်ရှိတယ်ဆိုတာကိုဘယ်လိုမျိုးပြောရလဲ ကိုဝင်ရှိတာကိုဝင်ကိုတန်ခန်လို့ပြောမှာဖြစ်ပါတယ် တန်ခန် ဟုတ်တယ်တန်ခန်ဆိုတာကကိုဝင်ရှိတယ်ကိုဝင်ရှိတာကိုနောက်တစ်မျိုးထောင်းလို့ပြောမှာဖြစ်ပါတယ် ထောင် ဟုတ်တယ်ထောင်းလို့လည်းပြောလို့ရပါတယ်ထောင်းဆိုတာကဘိုက်ကြီးတယ်လို့အဓိပ္ပာယ်ရတယ် ဟုတ်ကဲ့ပါမွေးတဲ့အချိန်မှာပေါ့နော်ရိုးရိုးမွေးမှလားခွဲမွေးမှလားပေါ့နော်အဲ့ဒါရိုးရိုးမွေးတယ်ဆိုတာကိုဘယ်လိုမျိုးပြောရလဲ ရိုးရိုးမွေးတယ်ဆိုရင် claw ธรรมชาติ cloud ธรรมชาติ claw ธรรมชาติလို့ပြောမှာဖြစ်ပါတယ်အဲ့ဒါကို claw ဆိုတာကမွေးတယ်ธรรมชาติဆိုတာကတဘာဝရိုးရိုးပေါ့အဲ့ဒါကြောင့် claw ธรรมชาติဆိုတာကရိုးရိုးမွေးတယ် cloud ธรรมชาติ ဟုတ်ကဲ့ ခွဲမွေးတယ်ဆိုရင်ရောဘယ်လိုမျိုးပြောရလဲ ခွဲမွေးတာကိုထိုင်းလို့ဖာ claw ผา cloud ဟုတ်တယ်ဖာဆိုတာကခွဲစိတ်တယ်နော်ခွဲတယ် claw ဆိုတာကမွေးတယ်အဲ့ဒါကြောင့်ဖာ claw ဆိုတာကခွဲပြီးမွေးတယ် ဟုတ်ကဲ့ပါရှင်နောက်တစ်ခုကပေါ့နော်ဆေးရုံဆေးကန်းတွေကိုသွားမယ်ဆိုလို့ရှိရင်ဆရာဝန်တွေမိလေးမိထားရှိတယ်မတက်တဲ့ဆေးပါဆေးရှိလဲအဲ့ဒါမျိုးထိုင်းလို့ဘယ်လိုမျိုးပြောရလဲ အများအပြားတော့မတဲတဲ့စီရှိလားကိုထိုင်းလို့မီဖဲရာမိုင် มีแพร่ยาไหม ဖဲ แพ้ ဖဲဆိုတာကမတဲတာ ဟုတ်ကဲ့ မီဖဲရာမိုင်ဆိုတာမတဲတဲ့စီရှိလားလို့အဓိပ္ပာယ်ရတယ် ဟုတ်ကဲ့ပါရှင်มีแพร่ยาไหม ဟုတ်တယ်မီဖဲရာမိုင် နောက်တစ်ခုကပေါ့နော်ကလေးမွေးတဲ့ဂျူဒိတ်ပေါ့နော်ကလေးမွေးမဲ့ဂျူဒိတ်ကဘယ်တော့လဲဂျူဒိတ်ဟုတ် ဂျူရိတ်ကိုထိုင်းလို့ one ครบกำหนด ဝမ်ခော့ ဟုတ်တယ်กำหนดဆိုတာကတတ်မှတ်တာ one ဆိုတာကနေ့ရက် ครบဆိုတာကပြည့်တယ်กำหนดတတ်မှတ်ထားတဲ့နေ့ပြည့်တယ်ပေါ့နော်ဒီနေ့အပြည့်ဂျူရိတ်ကိုပြောတာ ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ ခုလိုမျိုးပေါ့နော်သိချင်တဲ့စကားလုံးလေးတွေကိုဖြည့်ချပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးအများကြီးတင်ပါတယ်အားလုံးဘိုင်ဘိုင် ဘိုင်ဘိုင်ပါ